အနီယံဖုန်းအသစ်နဲ့ထွက်လာတဲ့နေရာတို့ကြောင့်ဘူဒိုရောဆတ်စကဲပါအံ့ဩသွားကြပြီးများပြားလာတဲ့ချာကရာတွေကြောင့်အီရှီကီပါအနှဲငယ်လန့်သွားခဲ့ပါတယ်။သူ့ကိုတိုက်ခိုက်နေရင်တော့ဘူဒိုကိုဘေကင်းရရွှေပေးလိုက်ပြီးအီရှီကီရဲ့တိုက်ခိုက်မှုတွေကတစ်ချက်မှမထိတော့ရဲ့ပြီးနေရာတွေတစ်ချက်ကအရင်ထက်အများကြီးပိုအားကောင်းလာတယ်ဆိုတာရိပ်မိသွားပါတယ်။ဒီစွမ်းအားကိုဘေရီယွန်မောလို့ခေါ်ပြီးအသုံးပြုသူရဲ့ချာကရာနဲ့ life force တွေကိုတက်တမ်းမကုန်မချင်းကုန်ကျွမ်းအနေနဲ့အဓိကလောင်ကျွမ်းအသုံးပြုတာဖြစ်လို့မလိုအပ်တဲ့ဂျစုတွေအကွက်တွေထုတ်မသုံးမှသာဒီဘေရီယွန်မောကိုအချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ်တဲ့အကြောင်းခူရာမာကပြောပြလိုက်ပါတယ်။နေရာတို့ကိုတစ်ချက်မှတော့ထိအောင်မထိုးနိုင်တော့တဲ့အီရှီကီကလည်းဒေါသထွက်လာပြီးနေရာတို့ကသူ့ရဲ့လေးလံနာပါတယ်ဆိုတဲ့ကုပတုံးတွေကိုတော့အသာလေးပြန်ပြပြနေရဲ့ပြီးသူ့ထက်လုံးဝမြန်တဲ့အချိန်နဲ့တက်ခိုက်နေရကြောင်းမယုံနိုင်တော့အီရှီကီကိုကအသာစီးရနေတဲ့နေရာတို့ဂျစုကဘာလဲဆိုတာဆတ်စကဲနဲ့စဉ်းစားမရဖြစ်သွားခဲ့ပါတယ်။အနာကတ်ချင်တဲ့အီရှီကီကမျက်ခွက်ကိုအားရပါရအထိုးခံလိုက်ရပြီးရှရင်းငယ်နဲ့တော့မနဲ့လိုက်ကြည့်ရတဲ့တုတ်ချောင်းတွေကိုနေရာတို့ကလက်နဲ့အသာလေးဖမ်းပြနေရဖြစ်ပါတယ်။အီရှီကီကဒီလောက်ကြီးမားတဲ့အစွမ်းကိုနေရာတို့ဘယ်ကရလာမှန်းမသိရတဲ့အတွက်ဒေါပလာခဲ့ပြီးလူသားစနိမ့်တော်ဝါတွေလုံးဝမရှင်းနိုင်ပါဘူးဆိုတဲ့အိုဆူဆူကီမျိုးနဲ့ဝင်တရက်ကိုတဲအိတ်ထိုးသလိုစိတ်ကြိတ်တမနေရပြီးသူ့ကိုကြတစ်ချက်မှပြန်ထိခိုက်အောင်လုပ်လို့မရသေးရကြောင်းအီရှီကီလည်းတဖြည်းဖြည်းနဲ့အသေးခိုက်လာခဲ့ပြီဖြစ်ပါတယ်။နေရာတို့ကတော့နဖျားမဆိုတဲ့ကောင်ကိုလုံးဝနားကျင်မပေးပဲပဲနဲ့တစ်ချက်ချင်းအကြိုက်ပစ်ထည့်ပေးနေပြီးသူ့ရဲ့ signature racing gun ကိုလည်းတစ်ခေါက်လောက်စားခိုင်းလိုက်ပါတယ်။ချီကီကတော့လက်ရှိအချိန်မှာပြင်းရင်မပြင်းရင်ခွေးဆိုတဲ့အနေအထားရောက်တော့မှဖြစ်ပေမဲ့ဂျုတ်ရဲ့အနာကတ်လာတဲ့နေရာတို့ကလည်းခန္ဓာကိုယ်အတွင်းထဲကနေနာကျင်မှုကိုစတင်ခံစားလိုက်ရပါတယ်။ခါဝါကီကတော့နေရာတွေချာကရာစီးစင်းရဲ့လက်ကိုပဲစိတ်ပူစွာနဲ့ထိုင်ကြည့်နေရဖြစ်ပြီးအားနည်းလာတဲ့တက်တမမြောက်ရဲ့ချာကရာကိုလည်းတဖြည်းဖြည်းခံစားလာမိခဲ့တာဖြစ်ပါတယ်။နေရာတွေနှလုံးခုန်တန်ကပုံမှန်မဟုတ်ပဲအားနည်းလာတဲ့အတွက်အီရှီကီကလည်းအဲ့လောက်ကြီးမားတဲ့စွမ်းအားကိုရဖို့ပြန်ပေးဆက်ရတာကအသုံးပြုသူရဲ့ life force တနည်းအားဖြင့်နေရာတွေတက်တန်းဆိုတာရိပ်မိသွားခဲ့ပါတယ်။အဲအကြောင်းသူ့ဘက်ကနေအခွင့်အရေးရပြီးအချိန်နဲ့စင်ကြံကြံနေရဲ့ချိန်သူကိုယ်တိုင်ရဲ့ခန္ဓာကိုယ်ကလည်းရုပ်ရည်ကြီးအခြေအနေမကောင်းတော့တာကိုရိပ်မိလိုက်တဲ့တပြိုင်နက်နေတူကထပ်ပြီးတိုက်စစ်ဖွင့်လာခဲ့ပြီဖြစ်ပါတယ်။ဘေရီယွန်မိုးရဲ့လောင်စာကယူဇာရဲ့တက်တန်းကိုအလင်းအမြန်တိုးစေတာဖြစ်ပေမဲ့ချာကရာဆိုတာကလည်းတယောက်နဲ့တယောက်ဆက်ဆက်နေရဖြစ်လို့နေတူရဲ့ထိုးချက်တိုင်းအီရှီကီကိုထိနေအီရှီကီရဲ့တက်တန်းကလည်းအလားတူကျဆင်းနေပဲဖြစ်တဲ့အကြောင်းခရမာကရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်။အဲအကြောင်းတဖြည်းဖြည်းအားလဲလာရင်နေတူရဲ့လက်တီးကမပြင်းထန်တော့ဘူးဆိုရင်တော့ထိုးချက်တွေထိမိနေရဲ့အီရှီကီရဲ့တက်တန်းကလည်းတဖြည်းဖြည်းဖင်နာကလာခဲ့ပြီဖြစ်ပြီးတရက်ခွဲလောက်ကြံရသေးတဲ့အချိန်မှာနိုင်ဝက်အထိပြုတ်ကျလာတာကိုအီရှီကီကလည်းဂရိထားမိလိုက်ပါတယ်။ဒါပေမဲ့နေတူကိုစက်မတိုက်ပဲထွက်ပြေးလို့လည်းမရရကြောင်းအီရှီကီကစုံလဲစုစားလဲယူရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။တိုက်ပွဲကြာလာတဲ့မြနေတူရဲ့ဘေရီယွန်မုတ်ကအားနေလာတဲ့အချိန်သူတို့နှစ်ယောက်ထိကပ်နေအောင်အီရှီကီကခါဝါကီရဲ့ချာကိုရာကိုနေတူရဲ့ညာလက်ကတစ်စင်တီနီယာကိုခန်းစားမိသွားတဲ့အတွက်စပယ်တိုင်းမြင့်စုနဲ့လက်ဆွဲလိုက်ပါတယ်။ခါဝါကီကိုသာအီရှီကီရသွားပြီဆိုရင်အကုန်လုံးပွဲပြီးသွားပြီဆိုတာကိုလည်းအာမာဒိုကသိလိုက်ပြီးရဲ့တက်တန်ကလက်ရှိမှာ9မိနစ်လောက်ပဲကြံတော့တာဖြစ်လို့အဲ့ဒါကိုရိမ့်မိရဲ့ခါဝါကီကလည်းသူ့အပေါ်ခါမှပြန်ထည့်ပြီးလို့မရအောင်နေတူပြောတဲ့အတိုင်းပြေးဖို့ပဲရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့ဗျာကုကန်ရှိနေရကြောင်းဖမ်းမိသွားတဲ့အချိန်ဆတ်စကဲရင်းနေကန်နဲ့နေရာလဲပေးလိုက်ပြီးတနေရာမှာတောက်ပုံးနေဖို့နဲ့ဗျာကုကန်ကတော့ဖောက်မမြင်နိုင်တဲ့ဓာတ်ငွေမီးကိုပုံကိုဆတ်စကဲကသုံးပေးလိုက်ပါတယ်။အဲဒါကြောင့်လည်းအီရှီကီအကြက်ရိုက်သွားတဲ့အတွက်လက်ကျန်မိနစ်အနည်းငယ်အတွင်းမတွေ့အောင်လက်ရှာရတော့မှဖြစ်ပြီးသူမမြင်ရတဲ့နေရာတိုင်းကိုပါဖျက်ဆီးပစ်နေတဲ့အတွက်အားလုံးရဲ့မျှော်လင့်ချက်တွေကခါဝါကီအပေါ်မှာပဲကျန်ရှိနေတော့တာဖြစ်ပါတယ်။အီရှီကီကသူ့ရဲ့ချာကရာထုတ်တွေကိုသုံးပြီးအာယုံခံပေမဲ့လည်းလုံးဝမတွေ့ရတဲ့အတွက်အကြံကုန်ကလုံးစားချက်တဲ့နီလန်နဲ့ခါဝါကီချစ်တဲ့နေရာတွေကိုပဲဒဇာကန်အဖြစ်နှိပ်စက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးရင်တော့စက္ကန့်20အတွင်းထွက်မလာရင်နေရာတွေကိုတက်ပြစ်မယ်လို့ပါချိန်ချောက်လိုက်တာကြောင့်ခါဝါကီကလည်းပြေးဖို့ကိုတွန်းဆုတ်သွားခဲ့ပြီးအီရှီကီရဲ့စက္ကန့်တွေရေတွက်နေတဲ့အတန်ကိုလည်းကြားနေရတဲ့အတွက်ငငယ်ကသူ့ရဲ့ရွှင်ကားလေးနဲ့အကြက်ကင်ခဲ့တဲ့မမိချင်တဲ့အတိတ်ကိုပြန်သတိရသွားခဲ့ပါတယ်။အဲ့ချိန်တည်းကဂျီကန်ရဲ့အမိန့်ကိုမလွတ်ဆန်နိုင်ခဲ့ပဲတနေ့မှသူ့နောက်တစ်ခေါက်ထွက်ပြေးလို့ရွှင်ကားလေးကတေးခဲ့ရတာဖြစ်တဲ့အတွက်သူခင်တွယ်တဲ့တခုတည်းသောအရာကိုဆုံးရှုံးရတဲ့အခြေအနေမျိုးလုံးဝထပ်မပြစ်ချင်တော့တဲ့ခါဝါကီကတဖြည်းဖြည်းစိတ်ထဲမှာခြောက်ခြားလာခဲ့ပြီးနောက်ဆုံးမှတော့သူ့ကိုကာကွယ်ပေးခဲ့တဲ့နှွေးထွေးမှုဆိုတာကိုပထမဆုံးခန်းစားရစေခဲ့တဲ့သူ့အပေါ်နားလည်ပြီးကျင်နာပေးခဲ့တဲ့တရမမြဟိုကာကသူ့ဆရာနယ်တို့တေးမာကိုဒီအတိုင်းလက်မခံနိုင်တော့ပဲရွေးစရာလည်းမရှိတော့တာကြောင့်ခါဝါကီကအီရှီကီရဲ့ရှေ့ကိုထွက်လာခဲ့လိုက်ပါတယ်။သူ့ရဲ့ဒေါ်လာလက်တင်ထားတဲ့ fire ဂျူစုနဲ့တိုက်ခိုက်ပြီးမယ်လေအီရှီကီကမဖြုံပဲအကုန်လုံးစူးစမ်းခဲ့ရတဲ့ရလဒ်တွေရေစုံမျောတော့မဲ့အခြေအနေမှာတော့ခါဝါကီကတော့သူ့ကိုရှင်နိုဘီတယောက်ပြအသိမှတ်ပြုခဲ့တဲ့တရမမြဟိုကာကအတွက်ဆိုရင်ဘာပဲလုပ်ရလုံးမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။